Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဒီက With You Weather Patient of Fate Tower ဆိုတဲ့ဟာလေးကိုဆက်တော့ပိုင်းဖြစ်ပါတယ်ကျမနာမည်ကတော့မြန်မာဝီကီပေါ့နော်follow ကျမကိုလုပ်ပြီးတော့စောကျင်တဲ့လူတွေဆိုရင်တော့ဒီ comment section မှာနော်ကျွန်တော်ဆိုလဲကျွန်မဆိုလဲကျွန်မ ID လေးတွေရိုက်ပြီးတော့friend rose mail ပြောတော့ပေါ့နော်ဒါပေမဲ့ကျမကအခုအတန်တော်လေးမှာရင်ဆိုရင်လည်းကျမတောင်းနေမှာနော်ခေါ်စားပြီနော်ဒီတာပါရွေးရမှာမဟုတ်ထင်နော်တွားမယ်ဒီတာပါလည်းခုမှစောဘူးပါဘောဟာလိုင်းရလည်းစုပ်တာဟေးလို့တော်သေးလို့ငါလုံးပြောင်ပြည့်နေပြီလုံးကြပါဦးအော်ဒါရွေးရမှာဟာအကြောင်းကဘုံပြောင်ပြည့်နေတာပဲခလေးဒီက free ရတယ်အော်ဒီရဒါနော်ခဏအေးရနေတက်လိုင်းရသိမကောင်းခဏကျဆိုတော့ဒါလေးကြိုက်တယ်နော်what the fuck ငါဒါရွေးရလေအော်ခမရဒီသားလေးကြိုက်တယ်လာတော့မယ်ဘိုးဘက်ဒီတော့ပေးရမှာနော်အကုန်လုံးတော့ပြီးရမှာနေပြုတ်ကြအောင် super happy face ဒါလေးကြိုက်တယ်ပေါ့နော်နည်းနည်းပြောင်းလေးဘာဖြစ်တာလဲဟာ what the fuck ဟဲ့ပြောင်းမှာဟာနည်းလိုင်းရစုပ်နေလို့ပေါ့နည်းနည်း sorry ပါလေနည်းနည်းလိုင်းစုပ်သွားလို့ sorry ဘာလို့မပြောင်းမှာထိုက်တော့အခုမပြောင်းမှာချစ်ကြတယ်နော်what the fuck ပြအောင်လိုင်းရထည့်သွားနေနေ sorry နော်အဲ့ဒါကြည့်ရလိုင်းရတိတ်မကောင်းဘူးဘာမှမညက်မဖြစ်နိုင်ဘူးနော်အခုဆိုရင်တော့ဒီစပင်းလေးကြိုက်တာပေါ့နော်ခုလို့ရောင်းလို့ရတယ်ကျေးဇူးပြုရေအဆုံးနေကြည့်ပြီးတော့ပါနော်မတော်အဲ့ဒါတောက်ဆိုကြမယ်ဟိုချစ်စရာလေးဖြစ်ပါခဏဟောပဲတော့ရော့ဟိုမှာအိုးကိုတုံးလုံးကြီးရှိတယ်လောက်ကြပါဦးလို့ဘယ်သူမှလည်းစော်ရည်မရှိဘူးနော်တော်လေးကောင်းတာပဲစော်ရည်မရှိဘူးထစ်ပြန်ပြီလို့ရုံလေးကောင်းတာပေါ့နော်what the fuck yeah ma 이제 잘 입혀 봐요 여기 왜 따따 윙띵 잘 입어야 돼